သားတော်သမီးတို့ဒီနေ့ပြပြပေးမယ့်ပုံမြင်လေးကတော့လောဘကြီးရဲ့ကြွက်ကလေးပုံမြင်ပဲဖြစ်ပါတယ်။ဒီခါလုံးကကြွက်ကလေးတစ်ကောင်ကပေါက်ပေါက်ဆုပ်တွေအပြည့်ထည့်ထားတဲ့ချင်းနှတစ်ခုကိုအနက်ခံရင်းနဲ့တွေ့သွားပါတော့တယ်။ကြွက်ကလေးဟာပေါက်ပေါက်ဆုပ်ကိုစားခြင်းတဲ့အတွက်ကြောင့်ချင်းနှကိုသူ့ရဲ့တကူစားအပေါက်ကလေးတစ်လေးဖောက်လိုက်ပါတော့တယ်။အဲ့ဒီအပေါက်လေးတွေကနေချင်းနှနဲ့ဝေးပြီးပေါက်ပေါက်ဆုပ်တွေကိုတရက်ဆက်စားနေတော့တာပေါ့။စားလို့လဲဝမောလဲမောတဲ့အခါမှာအဲ့ဒီပေါက်လေးတွေကနေသူပြန်မထွက်နိုင်တော့ဘူးပေါ့ကွယ်။ဘာကြောင့်လဲဆိုရင်သူဝင်တော့ကသူ့ရဲ့ခန္ဓာကိုအပေါက်တစ်ပေါက်စားအသေးသေးလေးပဲဖောက်ထားခဲ့တာ။သူကပေါက်ပေါက်ဆုပ်တွေကိုတရက်ဆက်စားလိုက်တဲ့အတွက်ခန္ဓာကိုဗိုက်ကြီးကပူပြီးတော့အဲ့ဒီပေါက်လေးကနေမထွက်နိုင်တော့ဘူးပေါ့ကွယ်။အဲ့လိုမထွက်နိုင်တဲ့အခါမှာသူကထိုင်ပြီးတော့ငိုနေတော့တာပေါ့။အဲ့ဒီချိန်မှာအဲ့ဒီနာကိုဖြတ်သွားတဲ့ရုံကလေးကကြားပြီးတော့တငယ်ချင်းဘာဖြစ်တာလဲလို့သူ့ကိုမေးလိုက်တယ်။ကြောက်ကလေးကလည်းသူဖြစ်ခဲ့တဲ့အကြောင်းစုံကိုရှင်းပြတော့တာပေါ့။အဲ့ဒီခါမှာရုံကလေးကတော့အကြံပေးပါတယ်။မင်းကစားရည်အများကြီးစားထားလို့ဗိုက်ပြည့်နေတာ။မင်းပုံမှန်ဗိုက်တိုင်းဖြစ်သွားရင်ပြန်ထွက်လို့ရတာပေါ့ကွာလို့ပြောလိုက်ပါတယ်။အဲ့လိုပြောပြီးတာနဲ့ရီမောပဲရုံကလေးကပြေးထွက်သွားပါတော့တယ်။ကြောက်ကလေးလည်းဗိုက်လေးပြီးချင်းနှောင်းလေးထဲမှာအိပ်ပျော်သွားပါတော့တယ်။နောက်တနေ့မနေ့ရောက်တဲ့အခါမှာသူ့ရဲ့ဗိုက်ကချက်ပြီးတော့ဗိုက်ပြန်စားလာပါတော့တယ်။ဒါပေမဲ့ကြောက်ကလေးကထွက်သွားမှုစိတ်မကူပါဘူး။သူကပေါက်ပေါက်ဆုပ်တွေကိုထပ်ပြီးတော့ထပ်စားပြန်လိုက်ပါတယ်။ဒီလိုနဲ့ဗိုက်ဆဆနဲ့စားလို့ရတော့မှချင်းနှောင်းတွေကပြန်ထွက်ဖို့တတိယသွားပြန်တော့တယ်။အော်ကိစ္စမရှိပါဘူး။မနေ့ပြန်မှထွက်တော့မယ်ဆိုထပ်ပြီးတော့တွေးလိုက်ပြန်ပါတယ်။ဒါပေမဲ့တိတ်မကြခင်မှာပဲအဲ့ဒီပေါက်ပေါက်ဆုပ်ချင်းနှောင်းနာကိုကြောင်တကောင်ရောက်ရှိလာပါတော့တယ်။ကျော်ရဲ့အနံ့ကိုရတဲ့ကြောင်ကကြော့ကိုလိုက်ရှာပါတော့တယ်။ချင်းနှောင်းနဲ့အိပ်ပျော်နေတဲ့ကြော့ကိုကြောင်ကအာရပရနဲ့ကိုက်စားလိုက်ပါတော့တယ်။နောက်ဆုံးမှာတော့အစားမတဲ့ကြော့ကလေးကတော့ကြောင်ကြီးလက်ချက်နဲ့အသက်ဆုံးရှုံးသွားပါတော့တယ်။သားတို့သမီးတို့လည်းဘယ်ရမဆိုယူတဲ့အခါလောဘမကြီးဖို့တတိလေးထားပြီးတော့နေပါနော်။